ရှင်ကိုရန် FM YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တသားအမည်ပြောင်းပွဲသို့စစ်ကောင်းဆောင်တက်ရောက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်ကျမတို့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်လေးမစားတင်မီမှာကျမတို့ရဲ့ YouTube Channel လေးကို Subscribe ပြုလုပ်ပေးပြီး Notification လေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်ဒါဆိုရင်တော့ကျမတို့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်လေးစတင်လိုက်ရအောင်နော်မလမြိုင်မြို့နယ်ဘလူးကျွန်းကိုဆက်သွယ်ထားတဲ့တရားကိုဗိုလ်ချုပ်အောင်စံတရားအမည်ကနေတန်လွင်တရားချောင်းစုံအမည်ပြန်ပြောင်းတဲ့အခမ်းအနားကိုဒီကနေ့မနက်မှာစစ်ကောင်စီခေါင်းဆောင်ကတက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်မေလ30ရက်နေ့မှာတရားဆိုင်ပုတ်အနေအောင်ကိုအစိမ်းရောင်ပြောင်းလဲပြီးနောက်မေလ31ရက်နေ့မှာစာသားကိုပြောင်းလဲခဲ့ပြီးနောက်ဒီကနေ့မှာတော့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်အခမ်းအနားကိုမနက်8:40မှာစစ်ကောင်ဆောင်ကစက္ကလုံးနှိပ်ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်တရားအမည်ပြောင်းအခမ်းအနားကိုစစ်ကောင်ဆောင်နဲ့အတူစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့မန်းငိမ့်မောင်နဲ့ဒေါက်တာပညာအောင်မိုးတို့လည်းတက်ရောက်ခဲ့ပါတယ်ရင်းတရားကို2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာဗိုလ်ချုပ်အောင်စံတရားဟိုအမည်ပေးပြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကဖွင့်လှစ်ခဲ့တာဖြစ်ပြီးစစ်အုပ်စုကတော့ဒီကနေ့ပြောင်းလဲလိုက်တဲ့ကပီးမော်ကုန်းမှာ2018ခုနှစ်မေလ9ရက်နေ့လို့ပြောင်းလဲခဲ့ပါတယ်မြကူတရားကိုဗိုလ်ချုပ်အောင်စံတရားလို့နာမည်ပေးခဲ့တာနဲ့ပတ်သက်ပြီးမွန်ဒေတာခန်တောင်းချီတက်ဆန္ဒပြခဲ့ကြပြီးတစ်ဖက်မှာလည်းတရားအမည်ပေးခြင်းအတွက်ပြည်သူ့လွှတ်တော်အထိမဲခွဲဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်စစ်အုပ်စုနဲ့ပူးပေါင်းခဲ့တဲ့မွန်ညညွန့်ရေးပါတီကဒေါက်တာပညာအောင်မိုးကတော့တရားအမည်ပြောင်းလဲရေးအတွက်ဆောင်ရွက်မယ်လို့ကနဦးမှာပြောဆိုထားခဲ့ပါတယ်လို့သိရှိရပါတယ်ရှင်ကျမတို့ရဲ့သတင်းတင်ဆက်မှုစီစဉ်ထီရင်ပြီးဆုံးပါပြီရှင်နောက်တော့ဆင်ပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်များအားလုံးလည်းရှင်းလန်းထက်မြကြပါစေရှင်